sorry မှာ Ronaldo ရဲ့ NSR အသင်းနဲ့ခြေစမ်းပွဲကစားဖို့ရှိနေတဲ့ United Manchester United ကရမုံဝေတိုးမြင့်ရှာဖွေနိုင်ဖို့အတွက် sorry မြန်မာရာသီပွဲခြေစမ်းပွဲတစ်ပွဲကစားဖို့အတွက်ဆွေးနွေးမှုတွေစတင်နေပြီဖြစ်ကြောင်းသတင်းတွေကဖော်ပြခဲ့ပါတယ်။အကယ်၍ဒီခီးစဉ်ဖြစ်ပေါက်ခဲ့ပါက Cristiano Ronaldo နဲ့ Man United အသင်းတို့ပြန်လည်ဆုံစည်းနိုင်ခြေရှိနေပါတယ်။ Man United ကလက်ရှိမှာဥရောပပြိုင်ပွဲတွေကစားခွင့်မရရှိထားတာကြောင့်အားလက်ချင်းကိုအသုံးချပြီး sorry ကိုခီးထွက်ဖို့ရွေးချယ်လာနိုင်ပါတယ်။ဒီခီးစဉ်က sorry ကို2022ခုနှစ်မှာပြောင်းရွှေ့သွားခဲ့တဲ့ sorry ရဲ့မြန်နှဖုံးဖြစ်လာခဲ့တဲ့သူတို့ရဲ့ကစားမဟောင်း Ronaldo နဲ့ပြန်လည်ဆုံစည်းဖို့ခွင့်ရေးဖြစ်လာနိုင်ပါတယ်။တဲ့လက်တွေတင်စားရဲ့ဖော်ပြချက်အရ Man United အသင်းကဝင်ငွေတိုးမြင့်ရရှိဖို့နည်းလမ်းတွေကိုစဉ်းစားနေပြီးဆောင်းရာသီမှာပူနေတဲ့ရာသီဥတုကိုပါရရှိနိုင်တဲ့ကြောင့် sorry ခီးစဉ်ကိုအပေါ်စုတစ်ခုဖြစ်မှတ်ယူထားပါတယ်။ Man United တင်စီးပွားရေးဆိုင်ရာအရာရှိချုပ်ဖြစ်သူ Matt Armstrong က2023ခုနှစ်ဇန်နဝါရီလတုန်းကသူ့ရဲ့ကလပ်တင်အောင်ဖြစ်တဲ့ PSG အသင်းအတွက် Real Madrid မှာ Ronaldo ပါဝင်တဲ့ sorry လေး NSR အသင်းနဲ့ချင်းစံပွဲစီစဉ်ပေးခဲ့ဖို့တဲ့အတွေ့အကြုံရှိထားသူလည်းဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်ဟာ Ronaldo ရဲ့ပြန်မအောင်ဖြစ်တဲ့ Lionel Messi နဲ့နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှုလည်းဖြစ်ခဲ့ပြီး Ronaldo က2ဂိုးသွင်းယူခဲ့က Messi က2ဂိုးသွင်းယူခဲ့ပါတယ်။အကယ်၍ Man United အသင်းနဲ့ Ronaldo ရဲ့ NSR အသင်းတို့ထိပ်တိုက်ရင်ဆိုင်ခဲ့ပါကအကျိုးများရှိဆုံးလားဖြစ်လာမှာဖြစ်ပြီး NSR ကလက်ရှိမှာ sorry လေးရဲ့ထိပ်ဆုံးမှာရပ်တည်နေပါတယ်။ဒါပေမဲ့ပွဲစဉ်ချိန်စရာတွေကလိုလားပါမလားဆိုတာကတော့မသိကြသေးပါဘူး။ United ကဖြစ်နိုင်တဲ့ရက်စွဲတွေနဲ့ပြိုင်ပွဲတွေကိုစဉ်းစားနေပေမဲ့ Premier League ရဲ့ရာသီခြေစမ်းပွဲဆိုင်ရာစီးမင်းတွေကိုလိုက်နာဖို့လိုအပ်ပါတယ်။အဓိကအဖြစ်လီပွဲစဉ်ရက်စွဲတွေကိုတတ်မှတ်ပြီးမှသာခြေစမ်းပွဲတွေကိုစီစဉ်ဝင်ရှိပါတယ်။ Man United ကပြီးတဲ့ရာသီက Europa League ဘောလုံးပွဲမှာရှုံးနိမ့်ခဲ့တာကြောင့် Champions League ဝင်ခွင့်မရရှိဘဲပေါင်85တန်းအထိဆုံးရှုံးခဲ့ရပါတယ်။ဒါပြင်ဇူလန်လကအဆန်အောင် area ရုပ်ရှင်မှတ်တမ်းတစ်ခုကိုရိုက်ကူးဖို့ဆုံးဖြတ်ချက်ကိုဖျက်သိမ်းခဲ့တာကြောင့်လည်းဝင်ငွေရောပါစေခဲ့ပါတယ်။ဒီလိုဗဏ္ဍာရေးခက်ခဲချင်တွေကြောင့်ရှီယာချင်းဆိုင်ရင် Rock League ကအသင်းကကုန်ကျစရိတ်ရှုံးချမှုတွေမလုပ်ရင် Christmas လောက်မှာဒေဝါလီခံရနိုင်တယ်လို့ပြောဆိုခဲ့တဲ့အထိဖြစ်ခဲ့ပါတယ်။ Man United က2024ခုနှစ်ဇွန်လအထိ9နှစ်အတွင်းမှာအတင်ဆုံးရှုံးမှုပေါင်တန်း390ကျော်ကိုမှတ်တမ်းတင်ခဲ့ပြီးသူတို့ရဲ့ရှီယာစီကလည်းပေါင်တန်း160အထိကျဆင်းခဲ့ပါတယ်။ပြီးတဲ့လကတော့စီးပွားရေးနဲ့ပွဲစဉ်ဝင်ငွေတွေတိတိကျကျတိုးတက်လာတာကြောင့်နှစ်စဉ်ဝင်ငွေစံချိန်တင်ပေါင်666.5တန်းအထိရရှိခဲ့ပေမဲ့6ကြိမ်မြောက်ဆင်ဆက်မပြတ်ဆုံးရှုံးမှုကိုလည်းကြေညာခဲ့ပါတယ်။ဒါပေမဲ့ဒီလိုမျိုးဆုံးရှုံးမှုတွေကြားကနေပဲပြည်ရည်ဒီမှာအဆင့်15ရရှိခဲ့တဲ့အသင်းကဒီညွာရီမှာတော့ပြောင်းရွှေ့ခြင်းပေါင်တန်း200ကျော်ကိုသုံးစွဲခဲ့ပါတယ်။လက်ရှိမှာ Man United ရဲ့ငွေကြေးချီနေကတင်းမာနေပြီး Ronaldo နဲ့ပြန်လည်ဆုံစည်းနိုင်မဲ့ sorry ခီးစဉ်ကသူတို့ရဲ့ဗဏ္ဍာရေးခက်ခဲတွေကိုဖြည့်ရှင်းဖို့အတွက်အဓိကတော့ချက်ဖြစ်လာနိုင်ပါတယ်။ United ကတည်းကအမားကိုချစ်